နူးညံ့တိမ်မွေ့တဲ့မာကျောတန်းတန်းတာမဟုတ်တဲ့ conflict ကိုကျွန်တော်တို့ဟာညင်ညင်တတာနဲ့ကင်တွယ်ပြီးတော့ကိုယ်လည်းအကျိုးရှိသူလည်းအကျိုးရှိအောင်ဆောင်ရွက်တတ်ဖို့လိုပါတယ် conflict ဆိုတာမျိုးကနူးညံ့တိမ်မွေ့ပြီးတော့ကင်တွယ်ရခက်တဲ့အရာမျိုးပါမာကျောကျစ်လက်ပြီးတော့ကြမ်းတမ်းတဲ့ကိစ္စမဟုတ်ဘူး very smooth ပဲအဲ့ဒီနူးညံ့တိမ်မွေ့တဲ့မာကျောကြမ်းတမ်းတာမဟုတ်တဲ့ conflict ကိုကျွန်တော်တို့ဟာညင်ညင်တတာနဲ့ကင်တွယ်ပြီးတော့ကိုယ်လည်းအကျိုးရှိသူလည်းအကျိုးရှိအောင်ဆောင်ရွက်တတ်ဖို့လိုပါတယ်အဲ့လိုဆောင်ရွက်မယ်ဆိုရင်တော့တဲ့အရေးအကြီးဆုံးက emotion လို့ခေါ်တဲ့စိတ်ခံစားချက်ကိုကျွန်တော်တို့ဘယ်လိုထိမ့်မလဲပေါ့ကျွန်တော်တို့ရဲ့ခံစားချက်တွေကိုဘယ်လိုတိုးတိတ်စွာကျွန်တော်တို့ထိမ့်သိမ့်မလဲမျက်နှာပြင်မှာမပေါ်လောင်ဘယ်လိုရက်တည်မလဲတစ်ဖက်သားနဲ့ communicate လုပ်တဲ့အခါမှာကျွန်တော်တို့ respectfully ဖြစ်အောင်လေးစားတမှုနဲ့ဘယ်လိုဆက်ဆံကြမလဲဆိုတာမျိုးကိုအထူးဂရုစိုက်ဖို့လိုပါတယ်ဆိုပါစို့ကျွန်တော်ဇလန်းလေးတစ်ခုဖတ်လိုက်ရအဲ့မျိုးသမီးကမော်တော်ကားကိုမောင်းလာရင်းနဲ့သူကားမောင်းတဲ့ပုံစံဟာထားမကြဘူးပေါ့ဗျာထားမကြတဲ့အခါကျတော့နောက်ကကားမောင်းတဲ့သူကဒေါသတွေထွက်ပြီးတော့တခါတည်းနေရာမရလို့ဆိုဒေါသတွေထွက်ပြီးတော့ဟိုးနေစွတ်တီးအဲ့မျိုးသမီးကစိတ်ကိုသဘောပေါက်လိုက်တယ်ငြိမ်ငြိမ်လေးပြီးတော့ကားပက်ကင်မှာပက်ကင်ထိုးတယ်ဟိုဒုတိယနောက်ကလိုက်လာတဲ့ပုဂ္ဂိုလ်ကလည်းကားပက်ကင်မှာသူပက်ကင်ထိုးပြီးတော့တခါတည်းကားတကားတွေကနေထွက်ပြီးတော့မျိုးသမီးကိုလက်ကလေးကိုထောင်ပြပြီးတော့ညင်ညင်ညံ့ညံ့အော်ဟစ်နေတာကိုတိလိုက်ရတယ်ဒါပေမဲ့မကြားရဘူးကားအထဲမှာဖြစ်တဲ့အတွက်ကားမှန်တကားပိတ်ထားတဲ့အတွက်အဲ့မျိုးသမီးက sharing ပေါ်မှာလက်ကိုတင်နေစိတ်ကိုအေးသွားအောင်သူကိုတိဆောက်တယ်အသက်ပြင်းပြင်းရှူတယ်ပြီးတော့ကားပေါ်ကသူဆင်းနေအဲ့လူစီကိုသူတက်တက်တန်းသွားပြီးတော့ကျမမရွင်ရွင်နဲ့မောင်းမိတဲ့အတွက်ရှင်နောက်ကနေစိတ်အနှောက်အယှက်ဖြစ်စွာကားလိုက်မောင်းရတာဟာဒုက္ခရောက်သွားတာကျမသိပါတယ်အဲ့ဒီအတွက်ရှင်ကျမအနူးညွတ်တောင်းပန်ပါတယ်လဲစိုးဟိုလူပြဿနာတက်သွားတယ်သူစိတ်ထဲမှာကဒီမိန်းမလည်းသူ့ကိုပြန်ကလော်တုတ်မယ်လို့ထင်တာသို့တော့သူ့ရဲ့မျက်နှာအရန်အံ့ဩပြီးတော့သူဘယ်လိုပြောမှမသိဘူးအဲ့နဲ့အဲ့မျိုးသမီးကကျမရှင်းကိုထပ်တောင်းပန်ပါတယ်အခုလို့မဖြစ်အောင်လဲကျမနောက်ပိုင်းကျရင်ဆင်ခြင်ပါမယ်ကျမကကောင်းကောင်းမွန်မွန်မောင်းတက်တဲ့အမျိုးသမီးတယောက်ပါဒါပေမဲ့ဒီနေ့မှာစိတ်တွေထွေပြီးတော့ဘလို့ကြောင့်များဒီလိုအပြုတ်မှုမျိုးပြုတ်မိလဲမသိဘူးဆိုပြီးတော့နှစ်ကာလူချင်းနဲ့ပြုံးရွှင်ရွှင်တောင်းပန်လိုက်တဲ့အခါမှာကိုလူကအံ့ဩပြီးတော့ကျွန်တော်လဲတောင်းပန်ပါတယ်ဗျာတဲ့ကျွန်တော်လဲအမှန်တကယ်တော့ဒီလိုမျိုးကျွန်တော်ဖြစ်เสียအကြောင်းမရှိပါဘူးတဲ့ကျွန်တော်အိမ်မှာပြဿနာတစ်ခုတက်လာပြီးတော့ရုံးက project ကလည်းမပြီးသေးတဲ့အတွက်စိတ်တွေရှုပ်ထွေးပြီးတော့အခုလိုဆက်ဆံရေးမှုတွေနဲ့ကျွန်တော်အော်မိဆဲမိတာကိုတောင်ရှက်မိပါတယ်ဆိုပြီးတော့ပြန်တောင်းပန်လိုက်ပါတယ်ဒီဇလန်းကိုကျွန်တော်ညီကုန်းပြန်ချုပ်ကြည့်မယ်ဆိုရင်တစ်ဖက်ကတင်းနေတဲ့အချိန်မှာကိုကလည်းသွားတင်းလို့မဖြစ်ဘူးဆိုတာကိုတွေ့ကျင်တာပါအဲ့ကောင်ကျွန်တော်တို့က negotiate လို့လည်းပြောလို့ရပါတယ်စေစက်ညှိနှိုင်းဆွေးနွေးတယ်လည်းပြောလို့ရတယ်လို့ခုနကပြိပခအသွင်ဖြစ်လာမဲ့ conflict ကိုကျွန်တော်တို့ကကြိုကာလိုက်တာဖြစ်ပါတယ်အဲ့ဒီအတွက်ဟိုမျိုးသားကသူ့ရဲ့အမှားကိုသူဝန်ခံတယ်လို့အမျိုးသမီးကပြုံးရွှင်ရွှင်နဲ့သူ့ရဲ့အပြုတ်အမူတွေကိုတောင်းပန်လိုက်တဲ့အတွက်တင်းမာပြီးတော့ပြဿနာတက်နိုင်တဲ့ဘုံအသေးစားလေးတစ်လုံးဟာမပေါက်ကွဲပဲနဲ့တည်ငြိမ်ပြီးတော့ agent နဲ့ပတ်ဝန်းကျင်တွေတစ်ခုဖြစ်နေတာကိုတွေ့ရတယ်လို့ပြောချင်ပါတယ်အဲ့ဒီဟာက conflict management လို့ကျွန်တော်ကနာမည်ပေးလိုက်ချင်တာပါပဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နာမည်ညီပါ